Do you have the time? Do you have time? ဒီနှစ်ခုကြားကကွာခြားမှုကိုသိရလားဒီဝါကျနှစ်ကြောင်းကရေးသားပုံဆင်တူပေမဲ့အတိတ်ပဲကတော့ကွာခြားပါတယ် Do you have the time ဆိုတာကအခုဘယ်နှစ်နာရီရှိပြီလဲလို့မေးတာပါနောက်တစ်မျိုးမေးချင်ရင်တော့ What time is it လို့မေးရင်လည်းရပါတယ် Do you have time ဒါကတော့မင်းမှာအချိန်ရှိရလားဆိုလိုချင်တာကစကားပြောချင်လို့တခုကူညီတောင်းချင်လို့ပြောတာပေါ့နော် Do you have time? Do you have some time? အဲ့လိုမျိုးပြောလို့ရပါတယ်အဲ့တော့တရားကကို Do you have the time ဒါမှမဟုတ်လို့ရှင် May I know what time is it ဒီလိုမေးလာလို့ရှင်အခုလက်ရှိအချိန်နာရီကိုပြပေါ့နော် It is 11 AM It is 11:30 AM စသဖြင့်ပေါ့နော် Do you have time ဒီလိုမေးလာလို့ရှင်တော့ကိုမအချိန်ရှိ Yes I have some time What do you want to say ကိုမအချိန်မရှိဘူး No I'm busy right now Can I call you later ဒါမှမဟုတ် Can I talk to you later ဒီလိုမျိုးအဖြစ်ပြန်ပေးပေါ့နော်ဆုံးထိနာထောင်ပြရတဲ့အတွက်ကျေးဇူးပါနောက်ထပ်သင်ခန်းစာတွေကိုလည်းအားပေးပါအောင်နော်